နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာရေးကော်မရှင်အဖွဲ့ဝင်ဒေဇယ်ရေးဝန်ကြီးဌာနနဲ့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည်သည်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်နဲ့အတူဒီကနေ့မနက်ပိုင်းကတောင်ကြီးမြို့ရှိပြည်내တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနညွှန်ကြားမှုရုံးမှတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းဖွဲ့များဖြစ်တဲ့ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းအိုးစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တနုတိုင်းသားရေးရာအဖွဲ့တောင်ရိုးစာပေနဲ့ယဉ်ကျေးမှုအသင်းအင်းသားစာပေယဉ်ကျေးမှုနဲ့ဒေသဖွံ့ဖြိုးရေးအသင်းကိုကန့်စာပေနဲ့ယဉ်ကျေးမှုအသင်းကချင်စာပေနဲ့ယဉ်ကျေးမှုအသင်းထနော့စာပေနဲ့ယဉ်ကျေးမှုအသင်းလီဆူစာပေနဲ့ယဉ်ကျေးမှုအသင်းရင်းကြားစာပေနဲ့ယဉ်ကျေးမှုအသင်းရင်းနဲ့စာပေနဲ့ယဉ်ကျေးမှုအသင်းတို့မှတာဝန်ရှိသူများအားတွေ့ဆုံပါသည်တွေ့ဆုံစဉ်တာဝန်ရှိသူများကတိုင်းရင်းသားရေးရာယဉ်ကျေးမှုနဲ့စာပေဆောင်ရွက်နေမှုအခြေအနေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလိုအပ်ချက်များကိုရှင်းလင်းတင်ပြကြရာပြည်ထောင်စုဝန်ကြီးကလိုအပ်သည့်များပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးကပြည်ထောင်စုမှာတိုင်းရင်းသားပေါင်းစုံရုပ်ရှက်လျက်ပြည်내နဲ့တိုင်းအသီးသီးမှာနေထိုင်လျက်ရှိရမှာရှမ်းပြည်နယ်မှာတိုင်းရင်းသားပေါင်းစုံစည်းလုံးညီညွတ်စွာပေါင်းစည်းပြီးအတူရှင်တွဲနေထိုင်လျက်ရှိပါကြောင်းတိုင်းရင်းသားတစ်မျိုးစီရဲ့စာပေနဲ့ယဉ်ကျေးမှုသည်တခြားတိုင်းရင်းသားများရဲ့ယဉ်ကျေးမှုလေးစိုက်များထိခိုက်မှုမရှိစေရေးဂရုစိုက်ရမှာဖြစ်ပါကြောင်းတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့များသည်အခြေခံကျတဲ့အဖွဲ့များဖြစ်ပြီးစာပေယဉ်ကျေးမှုဘာသာစကားတို့ကိုအပြန်အလှန်လေးစားကြမှာဖြစ်ပါကြောင်းဝန်ထမ်းများအနေဖြင့်ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့်ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်းနိုင်ငံတော်ကိုဗဟိုပြုပြီးဆောင်ရွက်ရမှာဖြစ်ပါကြောင်းမှာကြားပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့ပြည်내ဝန်ကြီးချုပ်တို့ကတိုင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့များအားချီးမြှင့်ငွေများပေးအပ်ပြီးဝန်ထမ်းများအတွက်ထောက်ပံ့ငွေပေးအပ်ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်ဒေဇယ်ရေးဝန်ကြီးဌာနပညာရေးနဲ့လေ့ကျင့်ရေးဦးစီးဌာနရှမ်းပြည်နယ်ဦးစီးမှုရုံးသို့ရောက်ရှိရာပြည်내ဦးစီးမှုရဲ့လူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနဲ့တင်တန်းကျောင်းများဖွင့်လှစ်ထားရှိမှုတို့နဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြမှုအပေါ်ပြည်ထောင်စုဝန်ကြီးကလိုအပ်သည့်များဖြည့်ဆည်းဆောင်ရွက်ပေးပြီးချီးမြှင့်ငွေများပေးအပ်ကာရုံးဝင်အတွင်းရှိဝန်ထမ်းအိမ်ယာအဆောက်အအုံများကိုကြီးစုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ